စားသမားတွေဒီနီးပြတွေကိုကျွန်တော်လွယ်လွယ်ကူကူနဲ့မစွန့်ပြည့်ရနိုင်တယ်လို့လွယ်လွယ်ကူကူနဲ့ကျွန်တော်ဒီလူတွေနေရာမှာတခြားသူကိုအစားထိုးဖို့အတွက်ဆိုတာလုံးဝမဖြစ်နိုင်သေးဘူးဗျာကျွန်တော်အရန်ချစ်ကြတဲ့ကောင်မလေးကိုကျွန်တော်ခုလောလောဆယ်မှာအဲ့လိုမျိုးသူ့ရဲ့အပြစ်နာစာတေးသေးလေးကိုကြည့်ပြီးတော့ကျွန်တော်လမ်းမခွဲနိုင်တယ်လို့ပေါ့ဒီတိုင်းမဲ့ဒါအာဆင်နယ်အသင်းကဒါကစားသမားတွေကိုလည်းကျွန်တော်လမ်းမခွဲနိုင်သေးဘူးခုချိန်ထိကျွန်တော်တို့အိမ်မက်တွေကိုအများကြီးမဟုတ်ရင်တော့မှနည်းနည်းလေးကျွန်တော်တို့ကိုဖြည့်စွမ်းပေးခဲ့တာဒီကစားသမားတွေကပဲကျွန်တော်တို့ကိုဖြည့်စွမ်းပေးခဲ့တာအဲ့တန်း80ပေးမယ်နောက်ကျအပူဘောနဲ့စုကြည့်ပေးမယ်မင်းလာမလားနေလေကျွန်တော်တို့ချန်ပီယံအသင်းလေချန်ပီယံအသင်းကတော့မလာခြင်းလို့ကျွန်တော်တို့အဲ့လောက်ထိဒီကောင်လေးကိုအဖက်လုပ်ပြီးတော့ခေါ်စရာမလိုချန်ပီယံလို့အထာမျိုးနဲ့ပဲကျွန်တော်တို့ကတော့အယောင်းဝယ်ဖြစ်စေခြင်းတယ်တကယ်တမ်းအဲ့နာမှာသူတို့အသင်းဖြစ်ကြည့်သူတို့ရဲ့အဲ့ဒါလုံးဝပောက်ကွဲမှာကျွန်တော်တို့ပောက်ကွဲရတဲ့ပူပောက်ကွဲမှာသူတို့ပူပြီးတော့တောင်းညောင်းမှာဟိုမိုးတော့မှမီးတက်ရှုမဲ့ဟိုအနေထားမျိုးတွေအားလုံးပဲမင်္ဂလာပါခင်ဗျာ live ပိုင်းနဲ့ channel လေးပြန်လဲအသက်သွင်းတဲ့ကျွန်တော်လီယိုကနေအားလုံးနှုတ်ခွန်းဆက်တာလိုက်ပါတယ်ခုကတော့2025 2026ဒါဘောလုံးရာသီကတော့ပြီးဆုံးသွားခဲ့ပြီများမကြမီအချိန်တွင်းမှာလည်းဒါကပ္ပဖလားဆိုတဲ့ကျွန်တော်တို့ဘောလုံးအားကစားဝါသနာရှင်တွေကိုရက်တမြောက်စွာနဲ့တင်ဆက်မဲ့ကပ္ပဖလားကြီးကလည်းရောက်ရှိလာတော့မယ်ဆိုတော့ဒီကပ္ပဖလားကြီးရောက်မရှိလာခင်ကျွန်တော်တို့ခုနည်းနည်းလေးကြရဲရိုက်နေတဲ့ဥစ္စာလေးကဘာလဲဆိုတော့ကျွန်တော်တို့အသင်းအတွက်ပြောင်းရွှေ့ကာလမှာဒါကစားသမားတွေခေါ်ယူဖို့အတွက်ဒါအာဆင်နယ်ပရိသတ်တွေကရောဒါတခြားသောအသင်းတွေရော excited ဖြစ်နေကြတယ်ပေါ့နော်ကဲဆိုတော့ကကျွန်တော်ကကြတော့ဘယ်ကစားသမားကျွန်တော်တို့အသင်းကိုလာပါဟိုဖြစ်ပါဆိုပြီးတော့ကျွန်တော်ခုလောလောဆယ်မှာကျွန်တော်မှအဲ့လို feel မျိုးကျွန်တော်မှမရှိသေးဘူးလောလောဆယ်ထားလိုက်ပါတော့ကျွန်တော်အသင်းခုအရန်လိုက်ပြီးတော့ဝယ်ယူနေတဲ့ကစားသမားဒါ3ယောက်ရှိတယ်စီစီတို့ဒါမန်ယူတို့တခြားသောအသင်းတွေပါအပြိုင်လိုချင်နေတဲ့ဒါ Aston Villa ကကစားသမားMorgan Roger နောက်ကစားသမား Atletico က Julian Alvarez နောက်တစ်ခုကတော့ဒါကစားသမားဒါ AC Milan ကဒါ referee Leo တို့ဖြစ်တယ်ဆိုတော့ကကျွန်တော်အနေနဲ့ကြတော့ဘာဖြစ်ခုချိန်မှာကစားသမားတွေကိုခဏလေးခေါ်ဖို့ပြုဖို့အတွက်တွေကိုခဏလေးကျွန်တော်ပရိသတ်တယောက်အနေနဲ့ပြောတာเนาะလောလောဆယ်မေ့ထားတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အသင်းသူအသင်းသားတွေကိုကျွန်တော်တို့ဂုံပြူလို့တော့မှမဝသေးဘူးကျွန်တော်တို့ကိုဘာဖြစ်22နှစ်ကြာမှဒါတိမ့်ပိုက်ခွင့်ရခဲ့တဲ့ဒါပရီးမီးယားလိဖလားကိုဘသူတွေကတိမ့်ပိုက်ခွင့်ပေးခဲ့တာလဲကျွန်တော်တို့အသင်းသူအသင်းသားတွေတိမ့်ပိုက်ခွင့်ပေးခဲ့တာနောက်တစ်ခုဒီနီးပြအာတီတာကြီးတိမ့်ပိုက်ခွင့်ရအောင်ဒါစွမ်းဆောင်နိုင်ခဲ့တာအဲ့အတွက်ကြောင့်မို့ဒီကစားသမားတွေဒီနီးပြတွေကိုကျွန်တော်လွယ်လွယ်ကူကူနဲ့မစွန့်ပြည့်ရနိုင်တယ်လို့လွယ်လွယ်ကူကူနဲ့ကျွန်တော်ဒီလူတွေနေရာမှာတခြားသူကိုအစားထိုးဖို့အတွက်ဆိုတာလုံးဝမဖြစ်နိုင်သေးဘူးဗျာပြောရမယ်ဆိုရင်ကျွန်တော်အရန်ချစ်ကြတဲ့ကောင်မလေးကိုကျွန်တော်ခုလောလောဆယ်မှာအဲ့လိုမျိုးသူ့ရဲ့အပြစ်နာစာတေးသေးလေးကိုကြည့်ပြီးတော့ကျွန်တော်လမ်းမခွဲနိုင်တယ်လို့ပေါ့ဒီတိုင်းမဲ့ဒါအာဆင်နယ်အသင်းကဒါကစားသမားတွေကိုလည်းကျွန်တော်လမ်းမခွဲနိုင်သေးဘူးခုချိန်ထိဘလို့မှတခြားသူနဲ့ကျွန်တော်ဒါပြောရမယ်ဆိုရင်အစားမထိုးနိုင်သေးဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အိမ်မက်တွေကိုအများကြီးမဟုတ်ရင်တော့မှနည်းနည်းလေးကျွန်တော်တို့ကိုဖြည့်စွမ်းပေးခဲ့တာဒီကစားသမားတွေကပဲကျွန်တော်တို့ကိုဖြည့်စွမ်းပေးခဲ့တာအဲ့တို့ကြောင့်မို့ကျွန်တော်တို့လုံးဝဒီကစားသမားတွေနေရာမှာတခြားသူတဦးတယောက်ကိုအစားထိုးဖို့ဆိုတော့လောလောဆယ်အရာတော့ဟိုစဉ်းစားလို့တော့ကျွန်တော်မရသေးဘူးဒါခုနကျွန်တော်ပြောလိုက်တဲ့ကစားသမား3ယောက်ဆိုရင်ဒါကောင်းပါတယ်တကယ်လဲကျွန်တော်အသင်းအတွက်လိုအပ်တဲ့နေရာတွေမှာဒါအားဖြည့်မဲ့ကစားသမားတွေကျွန်တော်ဒါကိုလည်းကောင်းကောင်းနားလေတယ်ဆိုတော့ကအဲ့ဆိုမင်းကဒီကစားသမားတွေနဲ့ပဲနောက်နှစ်ကိုပြန်ပြီးတော့ကစားခြင်းစေချင်တာလားငါတို့အသင်းကိုကစားစေချင်တာငါတို့ဒီနှစ်ဆိုငါတို့ဖလားလေးလုံးပေါ်မှာငါတို့ရက်တီခဲ့တယ်ဖလားတစ်လုံးမရသွားခဲ့တာနောက်ကြတော့ငါတို့အဆက်ကွဲခဲ့ရတာကျွန်တော်ဒီလိုကြီးလိုက်မယ်မဟုတ်ပါဘူးကျွန်တော်ပြောချင်တာကအချိန်တန်ကြရင်ဒါဟိုတွေးဆုံကြုံပွဲပေါ့ဗျာသိလားတွေးဆုံမှုပါရင်နောက်ကျခွဲခွာခဲ့ရတာဒါဘောလုံးအားကစားမှာတော့ကျွန်တော်နားလေတယ်ဒါကျွန်တော်အရင်ချိတ်ရတဲ့ honorary တို့ပါဘူးဆိုလဲဒါအသင်းကိုနှုတ်ဆက်ခွဲခွာသွားရတာပဲကျွန်တော်နားလေကျွန်တော်ပြောချင်တဲ့ဥစ္စာကကြတော့ဘာလဲဆိုခုလောလောဆယ်ကျွန်တော်တို့အိမ်မက်တွေကိုအကောင့်ထဲပေါ်ပြီးခဲ့တဲ့ဒီကစားသမားတွေကိုကျွန်တော်သူတို့နေရာမှာတခြားသူကိုအစားထိုးဖို့ဆိုတာကျွန်တော်အနေနဲ့ခတ်နေတယ်ဆိုတဲ့ဥစ္စာလေးကိုကျွန်တော်ပြောချင်တာပါနောက်တစ်ခုကဘာလဲဆိုတော့ဒီ Morgan Roger ဒီအသင်းကိုဒါ Man City ကသူတွေရောဒါတခြားသောအသင်းကသူတွေရောဒါအဓိကတော့ Man City ပေါ့နော်အရန်လိုချင်ပြီးတော့ဒါလိုက်နေလို့ပြောတယ်ဗျာဒီကဒီကစားသမားကိုကျွန်တော်ပြောချင်တာတော့ရှင်းရှင်းလေးဗျာဘာလဲဆိုတော့ဒီကစားသမားကိုကျွန်တော်လိုချင်တယ်မလားနောက်တစ်ခုကကျွန်တော်တို့ကပရီးမီးယားလိခုချန်ပီယံလေဒီကစားသမားကိုကျွန်တော်တို့ကဟေ့အောင်ငါမင်းကိုဒီလိုကြေးပေးမယ်ခုလျှာထားတာတန်း80လားမသိပေါင်တန်း80လျှာထားတယ်ပြီးတော့
ပေါင်တန်း80ပေးမယ်နောက်ကျအပူဘောနဲ့စုကြည့်ပေးမယ်မင်းလာမလားနေလေကျွန်တော်တို့ချန်ပီယံအသင်းလေချန်ပီယံအသင်းကတော့မလာချင်ဘူးဆိုကျွန်တော်တို့အဲ့လောက်ထိဒီကောင်လေးကိုအဖက်လုပ်ပြီးတော့ခေါ်စရာမလိုခုကဘာလဲဆိုသူတို့ပဲပတ်စံလဲပေးခေါ်အောင်မဟိုအောက်ကလည်းဟိုဘောသွားမမယ်ဆိုတော့ချန်ပီယံဖလောက်ကိုင်တာဒီနှစ်မှာကိုင်တာကျွန်တော်တို့ကိုင်တာချန်ပီယံလိုအထာမျိုးနဲ့ပဲကျွန်တော်တို့ကတော့အယောင်းဝယ်ဖြစ်စေချင်တယ်ဒါကတော့ဒါဂျားဖြတ်လေးကျွန်တော်ပြောလိုက်တာအဲဆိုတော့ပြန်စားလိုက်မယ်ကျွန်တော်ကခုနပြန်စားရမယ်ဆိုခုအဲ့လိုမျိုးတခြားသူအစားမထိုးနိုင်သေးဘူးဆိုတာကဒီကျွန်တော်တို့အသင်းအတွက်ဒါဂိုးအများဆုံးတွင်းပေးခဲ့တဲ့ဒီနှစ်ဆိုရင်ဒါ Yogres တို့ဆောင်ကြရင်ဒါချန်ပီယံလိမှာလည်းကျွန်တော်တို့ရဲ့တလုံးသေးတော့ဂိုးကိုတွင်းပေးခဲ့တဲ့ Harvest တို့နောက်တစ်ခုကျွန်တော်အရန်ကြိုက်ကြတဲ့ Arsenal မှာကြိုက်ကြတဲ့ကစားသမား Trossard တို့ Ezek နောက်တန်း Gabriel Saliba Rice you know ပြောချင်တာကကျွန်တော်ဒီကစားသမားရဲ့နေရာမှာအစားထိုးမဲ့သူကိုကျွန်တော်ခုချိန်လောတယ်တော့လက်သက်မခံသေးဘူးဟိုပေးမဝင်ကျင်သေးဘူးပေါ့ဗျာသိလားအဲ့ဒါလေးကိုကျွန်တော်ပြောချင်တာပါဒီကစားသမားတွေကြောင့်ပဲကျွန်တော်တို့အိမ်မက်တွေနီးစပ်ခဲ့ရတယ်ဒါအိမ်မက်တွေလည်းပြည့်စုံခဲ့တာရှိတယ်ဒါပရီးမီယာလိချန်ပီယံဖြစ်ခဲ့တယ်ဒါချန်ပီယံလိကတော့ဒါမပေးချင်လို့မရတာပေါ့ဗျာသိလားတချို့တွေကတော့ပြောတယ်ပြောကြမှာပေါ့ဗျာသိလားဒါမနာလိုတဲ့အသင်းတွေကတော့ပြောကြမှာသူတို့တိုက်ခိုက်တာတွေဟွာတွေကလည်းဒါပြောရမယ်ဆိုရင်တော့ကလစ်ကလောက်ပေါ့ဗျာကလစ်ကလောက်အဆင့်လောက်ပဲရှိတာတကယ်တမ်းအဲ့ဒီနာမှာသူတို့အသင်းဖြစ်ကြည့်သူတို့ရဲ့အဲ့ဒါလုံးဝပောက်ကွဲမှာကျွန်တော်တို့ပောက်ကွဲရတဲ့ပူပောက်ကွဲမှာသူတို့ပူပြီးတော့တောင်းညောင်းမှာဟိုမိုးတော့မှမီးတက်ရှုမဲ့ဟိုအနေထားမျိုးတွေအဲ့ဒါကြောင့်မို့သူတို့လောင်ပြောင်းနေဆိုတာကလစ်ကလောက်တွေနောက်တစ်ခုပါလဲဆိုတော့ကျွန်တော်ဒီနားနေပြောတာကျွန်တော်တို့အသင်းကချန်ပီယံလိကိုမရခဲ့တာကကျွန်တော်ရှက်စရာမဟုတ်ဘူးဗျာသိလားကျွန်တော်တေချာစိတ်အေးနဲ့ထားပြီးစဉ်းစားကြည့်လိုက်ရင်ဒါရှင်းလေးပဲရှက်စရာမျိုးမဟုတ်ဘူးကျွန်တော်တို့ကဒါအကောင်းစွာတန်တန်ရှင်းရှင်းနဲ့ရှင်ပြိုင်ခဲ့ပြီးတော့တန်တန်ရှင်းရှင်းရှုံးနေခဲ့တာမတရားမှုတစ်ခုမှလည်းမလုပ်ခဲ့ဘူးမတရားတာလည်းဘာမှဟွာမလုပ်ခဲ့ဘူးကျွန်တော်တို့အစီကဒီဖလားယူသွားရဲဆိုတာဒါဘာပဲဖြစ်ဖြစ် channel listening မှာလည်းသူတို့ရေးလိုက်မယ်ဒါကမ္ဘာမီဒီယာမှာလည်းရေးလိုက်မယ်ဒါ penalty ball ဒီ penalty ball ကဒါ PSG ပေါ်မှာတော့မှဲပေါက်စွန့်သွားပြီဆိုတော့ဒါကျင်းသေးတယ်ကျွန်တော်တို့ရတာမရတာနောက်တစ်ကိစ္စကျွန်တော်တို့တန်တန်ရှင်းရှင်းပြိုင်ခဲ့တယ်ဆိုတော့ကျွန်တော်တို့လာပြီးတော့တိုက်ခိုက်ပြီးတော့ပြောဆိုနေတဲ့ပုံကိုယ်တွေဆိုတာကလေသူတို့ကချန်ပီယံလိမပြောနဲ့ဟိုကွာတာဖိုင်နယ်တောင်တက်ခဲ့ရတာမဟုတ်တချို့အသင်းတွေဆိုရင်ဒါချန်ပီယံလိမဝင်ခဲ့တဲ့အသင်းတွေတောင်ရှိတယ်အဲ့တော့ကြောင့်မို့ကျွန်တော်တို့ရှက်ဟိုဘယ်လိုပြောမလဲချန်ပီယံလိဖိုင်နယ်ကိုသွားကန်ပြီးတော့ချန်ပီယံလိဖလားမရတာကျွန်တော်တို့ကရှက်စရာမျိုးမဟုတ်ဘူးသူတို့ကမကန်ရဘဲနဲ့အောက်ကအဲ့လိုမျိုးဟိုညှော်နေရကဒါသူတို့အတွက်ကတော့ဒါပြောရမယ်ဆိုရင်ဒါလူမှုရေးပေါ့နော်လူမှုရေးရပြောမယ်ဆိုရင်ဒါရှက်စရာကိစ္စရတဲ့ကူရှက်ချင်းရှက်အဲ့လိုမျိုးကျွန်တော်တို့အသင်းကိုလာပြီးတော့ပြောနေတဲ့ပုံကိုယ်တွေကဒါရှက်တဲ့တယ်လို့ကျွန်တော်အနေနဲ့တော့မြင်တယ်ဒါပြောချင်တာလူမှုရေးရဆိုတဲ့စကားပါတယ်နော်လူမှုရေးရပြောတာဒါရှက်တဲ့တယ်ဒီလိုလာပြောဝေဖန်တိုက်ခိုက်နေရလို့ကရှက်စရာ comment နေလဲဖြစ်တယ်လို့ကျွန်တော်အနေနဲ့တော့သုံးသပ်တယ်ဘာဖြစ်ဖြစ်ခုကျွန်တော်တို့ကနောက်ဆုံးတော့ဒါဒုတိယလူနေရာနဲ့ပဲဟိုတစ်စိတ်ကလေးကိုကျွန်တော်တို့ကရင်ဘက်မှာဆွဲခွင့်ရခဲ့တယ်မရတာတခုကတော့ဘာလဲဆိုတော့ဖလားပဲကင်ခွင့်ပြရကျွန်တော်ပြောချင်တဲ့အတိတ်ပဲဟုတ်တယ်ဟုတ်ဒါပေမဲ့ကျွန်တော်တို့ကဒါလေးကဆုံးရှုံးသွားတာမျိုးမဟုတ်ဘူးကျွန်တော်နောက်နှစ်ကျရင်ကျွန်တော်ရှင်ပြန်ရအောင်ပါအဲ့ဒါမျိုးလေးတွေတော့ရှိတယ်ဆိုတော့ကခုပြောချင်တဲ့ဒီ content ကတော့ကျွန်တော်ကစားသမားတွေကိုကျွန်တော်မေးပြလို့မရသေးဘူးဒီကစားသမားတွေနေရာမှာလည်းအစားထိုးလို့မရသေးဘူးကျွန်တော်တို့ဂုံတက်အောင်ကျွန်တော်တို့တွေတစ်ဖက်အသင်းတွေပေါ်ကိုပြန်ပြီးတော့ပြောလို့ရအောင်ကျွန်တော်တို့စွမ်းဆောင်ပေးခဲ့တဲ့ဒီကစားသမားတွေတော့ကျွန်တော်လွယ်လွယ်ကူကူမေးပြလို့မရဘူးဆိုတာကိုကျွန်တော်ဒီနားနေပြီးတော့ပြောချင်တာပါကျွန်တော် trade တော့မဟုတ်ပါဘူး Arsenal ပရိသတ်တွေလည်းဟိုကျမ်းမာကြပါစေချမ်းသာကြပါစေနောက်တစ်ခု Arsenal လည်းအတွန်းရှိပါစေလို့ကျွန်တော်ဒီနားနေပြောရင်းနဲ့ပဲကျွန်တော် content တွေကိုဒီမှာပဲကျွန်တော်ဝင်ပြပါအားလုံးချစ်တယ်ဗျာ peace